Hello အားလုံးမင်္ဂလာပါဆွေလေးရွရချီတဲ့လွယ်အလုပ်ငန်းမှာပြန်လည်ကြိုဆိုပါရစေကျွန်တော်မိတ်ဆွေများကိုမျှဝေချင်တဲ့အကြောင်းအရာကဆွေလေးရွရချီတဲ့လွယ်အိတ်ကနေပြီးတော့မှသာသမီရတနာရေးရလာတဲ့အကြောင်းအရာရဲ့နံပါတ်30မြောက်အပိုင်းလေးကိုမျှဝေချင်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ကလေးရလာဖို့တိုက်ဆိုင်ချက်တွေပြောလာတဲ့အတိုင်းပဲရှိမှဆရာ3ယောက်အကြောင်းပြောပြီးအခုနောက်ဆရာတစ်ယောက်ကသူကကျွန်တော်တို့ဖောင်တော်ဦးဖေအင်းလေးဒေတာရဲ့ဖောင်တော်ဦးဖေနဘေးမှာရှိတဲ့တာလီရွာမှာရှိတဲ့ဆရာညွန့်ဆိုတဲ့ဆရာတစ်ယောက်ပေါ့သူကတော့အဲ့လိုအချိုးတွေပါပြင်ပေးတယ်အဲ့လိုစီးရီးပါပြီးတယ်ပြီးရင်ဘီဒင်တွေပါလေဘီဘောဘီဒင်ပေါ့နော်ဘီဒင်လည်းသူနည်းပါတွက်ပေးတယ်ပေါ့နော်သူကတော့သူဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်အဖေကသူတို့နေရာတအားခင်တော့ဆရာညွှန်းနေမင်းငါတာမိသားစုရတဲ့သူတို့လင်မြန်းနေအခုဒီကလေးများတွေဦးတဲ့မင်းဘလောက်စွမ်းတော့နဲ့မင်းစမ်းကြည့်အောင်နဲ့မင်းကလေးအောင်လုပ်ပေးလိုက်အဖေကတော့ပြောရဲချိန်ကျတော့ဆရာညွှန်းကမခံချင်လောင်ကြီးထမ်းမလားတဲ့စားနောက်ကြတာပေါ့နော်အဲ့မှာအဲ့ဆရာညွှန်းကသူကရွှေစည်းလားကြာစည်းရွှေစည်းပေါ့ရွှေနဲ့ပါပြောတယ်အဲ့မှာသူကအဲ့ဒီစီကိုဖော်ပြီးတော့မှဓာကြီးကိုမင်းကြိတ်လိုက်အဲ့တော့စီကြည့်တဲ့နေရာမှာမင်းလေဒီတတန်ရှင်းဖြစ်ဖို့လိုတယ်မင်းပတ်စံကုန်မစေအဲ့မှာတခြားယူဆိုင်တောင်းဆိုတော့ကျွန်တော်တော့ရှင်းပြတိတ်မရှုံဒါပေမဲ့စမ်းကြည့်မယ်ကွာပေါ့ကိုကကလေးမှမရတာအဲ့တော့ဆရာမင်းယုံကြည်တောင်းတော့လေအားဟုတ်ပြီကျွန်တော်တောက်တာမဟုတ်အမျိုးသမီးတောက်ပဲအဲ့တော့အမျိုးသမီးကလည်းယုံတော့ခင်လဲခင်နေဆရာနဲ့ညီကိုလို့ခင်တာဟုတ်လားအဲတောက်တဲ့ချိန်ကျတော့အမျိုးသမီးကဒီလိုအလက်ကျလိုမျိုးဆေးတောက်ပြီးရင်ဟိုနည်းနည်းရားရံတတ်တယ်အဲ့ဒါမဟုတ်သေးဘူးပေါ့နော်တစ်ပတ်လောက်တောက်ပြီးအချိန်မှာဆရာဖုန်းဆက်ဆရာကသူတို့ပဲဆိုတော့အဲ့ဆေးပွင့်နေပြီတဲ့အဲ့အဆင်ပြေလိမ့်မယ်တဲ့အဲ့လိုဆေးတောက်ပြီး3လနောက်မှကျွန်တော်တို့ကိုယ်စားရှိရပါတော့အဲ့ဒီအချိန်မှာကျွန်တော်ဆိုတာကတော့ဟိုအကြောင်းအရာတွေကိုကျွန်တော်ပြောပြတာပေါ့နော်ဒီကျွန်တော်တို့ကိုယ်ရလာကလေးရလာတဲ့အကြောင်းအရာအားလုံးစုပြီးတော့မှမိတ်ဆွေများကိုစဉ်းစားဖို့ပေါ့နော်အဲ့ချိန်မှာဆရာညွန့်ကအင်းလေးရဆရာညွန့်ကပြောတာမင်းအဆင်ပြေလိမ့်မယ်တဲ့မင်းစိတ်ကောင်းဆက်တောက်တယ်သူကစိတ်တဖုံလို့ခေါ်တာအောင်တော့ကျွန်တော်တို့အင်တာနေကျွန်တော်လေသူဆက်တောက်ခိုင်းတော့တော်တော်လေးဟိုနေရထိုင်ရခဲ့တယ်ဒီလိုလက်ကြီးလိုမျိုးဟိုတွေးလိရားတယ်လို့မျိုးလေဟိုနားရားလိုက်ကုတ်လိုက်လဲဘာမှမဟုတ်တော့ဒီနားရားလိုက်အမျိုးပုံစံပေါ့အဲ့တော့ဒီဆရာညွန့်လည်းကျေးဇူးရှိတဲ့အကြောင်းကိုဒီဗီဒီယိုကနေပြီးတော့မှဂါရဝပြုပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးပါဗျကျွန်တော်နောက်ဗီဒီယိုများကိုလည်းကျွန်တော်အပိုင်းနဲ့ဆက်တင်ပါမယ်